အမလေးပူလို့တော့အလိုက်တာဒီနေ့မေးရမွေးငါချက်ပြီအောင်မွေးငါချက်ကျွေးမယ်လည်းပြောသေးတယ်မွေးငါဟင်းရင်လည်းမပါဘူးတီမီဝီသူလည်းမရှိဘူးဈေးသွားလားမသိဘူးကြောင်ဝင်ထဲမှာမျက်ရှိသူအကြည့်အောင်မကြောင်ဝင်ထဲမှာလည်းမရှိဘူးဟောဒါပေမဲ့တီမီဝီကငါတက်တာဘူးတွေတော့ရှိတယ်အဲ့ဒါနဲ့မွေးငါဟင်းရင်ချက်လိုက်ပါမယ်တီမီဝီကအတစ်ထုတ်ထားတဲ့စာတင်းငါးတစ်တာနဲ့မွေးငါလေးချက်ပါမယ်တီမီဝီရဲ့စာတင်းငါးတစ်တာကငါးအကောင်လေးကြီးရဲ့အကောင်လေးမပြတ်ဖဲနဲ့ဘူးထဲမှာပါတဲ့ခရမ်းကျင်သည့်အနှစ်အရသာလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ပထမအဆုံးတော့တက်တုံအဖြူနီးစပလင်ကိုစီတက်တယ်စနေမုတ်လေးထည့်စီတက်မြုပ်သီးစိမ့်မှုပါထည့်ပြီးတော့စီတက်လိုက်တယ်ပြီးွားရင်တော့တီမီဝီရဲ့စာတင်းငါးတစ်တာကိုငါးအသားဖက်တွေပဲယူပြီးတော့စီတက်လိုက်ပါမယ်စီတက်ရင်းထဲမှာငပြာရည်ပါထည့်ပြီးတော့တခါလေးချက်ပြီးစီတက်ပေးလိုက်ပါတယ်ခင်ဗျာအနံလေးမွှေးလာပြီဆိုရင်တော့ရေလိုတလောက်ထည့်လိုက်ပြီးတော့စပလင်ရဲ့ကြက်သွန်နီဦးများများလေးထည့်လိုက်ပါတယ်ကျွန်တော်ကတော့မော်လမြိုင်မွေးငါကြိုက်တဲ့သူဆိုတော့ပဲတွေပါတွေပြုတ်မထည့်တော့မယ်နဲ့အိမ်မှာရှိတဲ့ပဲအစိမ့်မုတ်လေးနည်းနည်းကိုပဲထည့်ထားတယ်မြုပ်ကောင်းမုတ်လေးထည့်အပေါ့အငံအတွက်ငါးငံပြာရည်လေးနည်းနည်းလိုက်ပါတယ်အခုဆိုရင်တော့ထီမီကွီရဲ့အသစ်ထွက်ထားတဲ့စာတင်းငါးတစ်တာနဲ့ချက်ထားတဲ့မွေးငါလေးရပါပြီအိမ်မှာအလွယ်တကူချက်စားဖို့ဆိုရင်တော့လုံးဝအဆင်ပြေတာပေါ့ခင်ဗျာကဲကူတော့ပူပူလေးရပါပြီခင်ဗျာမွေးငါဟင်းရေသူချက်ကျွေးမယ်လို့ပြောပြီးနောက်ဆုံးတော့လဲကိုယ့်အကိုချက်လိုက်တာကဲကူတော့တကယ်စားရပါပြီကိုမေကြီးရဲ့အကြောင်းကတော့ကိုပဲသိတယ်တငယ်ချင်းဘော်ဒါဘော်ကျွတ်တင်နဲ့တွေ့လို့ရှိရင်လေဈေးသွားမယ်ဆိုပြီးတော့ပြန်ဦးမလာတော့ကဲဒါလေးကတော့ထင်းမီကူရဲ့ငါးတစ်တာနဲ့ချက်ထားတဲ့မွေးငါပါဒီထဲမှာကျွန်တော်ကတော့မော်လမြိုင်သားဆိုတော့ရေကျဲလေးကြိုက်တယ်ကြက်သွန်နီများများလေးနဲ့ကြိုက်တာဖြစ်တဲ့အတွက်ကြက်သွန်နီပဲများများထည့်ထားတယ်ပဲဒီနန်းနန်းပင်မြုပ်သီးမှုတ်ကဲဘဲဦးလေးလည်းတစ်လုံးထည့်အောင်ပါစားကြပါအောင်နော်ထီမီဝီငါးတစ်တာနဲ့ချက်ထားတဲ့မွေးဟင်းငါကိုမေကြီးကတော့ဈေးထဲမှာတတိမိတ်တက်ပုံများသူ့သားလေးစားဖို့မုတ်ဖက်ပဲဝယ်လာမွေးငါဟင်းမချက်ထားဘူးတောင်းတော့ငါပဲတော်ရင်းနဲ့မှာကောင်းတယ်နော်ငါဖက်ဒီမှာတော်တော်နေများများလေးတုံးတာပို့ချိုးပါပေါ့ငကိုလေးကကျွန်တော်ကမွေးငါဆိုရင်မော်လမြိုင်မွေးငါကိုပို့ကြိုက်တယ်အဲ့လိုအရေးပြည့်ပြည့်သိမကြိုက်ဘူးပေါ့နော်အခုဒီထဲမှာလည်းပဲတွေပါတယ်သိမထည့်ထားဘူးဒါပေမဲ့အိမ်မှာရှိတယ်ပဲစိမ့်မုတ်ကိုဖျော်ပြီးတော့ထည့်လိုက်တယ်တကယ်လို့မြန်ငါးတစ်တာနဲ့ချက်တဲ့ဟာကိုပြည့်ပြည့်လေးစားခြင်းတယ်ဆိုရင်တော့ကလပ်ပဲတို့ထောင်းပြီးတော့ထည့်လို့ရတာပေါ့နော်ရှယ်ပဲရတာချိုးနေနောက်ဆိုရင်မွေးငါစားခြင်းစိတ်ပူကြမလို့တော့ထင်းမီကွီမှာငါးတစ်တာလည်းရှိနေပြီမော်လမြိုင်မွေးငါဟင်းရဲ့အနှစ်လည်းရှိရဆိုတော့ဖောက်ပြီးတော့အိမ်မှာရှိရရင်းနဲ့အလွယ်တကူချက်လိုက်ရုံပဲဒီဘက်ကတော့ကုန်ပါနောက်တစ်ဘက်ကထပ်စားလိုက်အောင်ထီမီဝီရှိနေလို့ရှိရင်ဘာစားခြင်းချင်းအားလုံးကအလွယ်တကူပဲကွက်တီမစီထီမီကွီပဲကွက်တီမစီထီမီကွီပဲ